ခါတော့ကအရန်ရိုးသားဖြောင့်မတ်တဲ့တစ်ခုတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။သူဟာနေတိုင်းတောထဲမှာတစ်ခုတ်ပြီးမိသားစုကိုလှုပ်ကြွေးနေရသူပါတနေ့တော့သူဟာမြေကမ်းနားကတစ်ပင်တစ်ပင်ပေါ်တက်ပြီးတစ်ခုတ်နေတော့လက်ချော်ပြီးသူ့ရဲ့တစ်ခုတည်းသောတန်ပစိန်လေးမြစ်ထဲကိုကျသွားပါလေရော။အဲ့ဒီမြစ်ကလည်းအရန်နဲ့တော့သူလဲရေထဲစိတ်မရှာရဲပဲငါမှဒါလေးတစ်လက်ပဲရှိတာဒါမရှိရင်ငါဘလို့လို့အလုပ်လုပ်ပြီးမိသားစုကိုကျွေးမွေးရတော့မလဲဆိုပြီးစိတ်မကောင်းဖြစ်ကမြစ်ကမ်းနားမှာငိုနေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ရိုးသားမှုကိုစမ်းတက်ခြင်းနဲ့မြစ်ဆောင်နှက်မင်းကရေထဲကနေပေါ်လာပြီးအချင်းတစ်ခုတ်သမားဘာလို့တလောက်တောင်ဝမ်းနေပဲလေငိုကြွေးနေရတာလဲအရှင်နတ်မင်းကျွန်တော်ရဲ့တခုတည်းသောတံမစင်လေးမြစ်ထဲချသွားလို့ပါဗျာမငိုပါနဲ့တော့ငါရှာပေးမယ်ရေထဲကိုငိုရှိုးသွားပြီးခဏနေတော့ရွှေပစိန်တစ်လက်ကိုဆယ်ယူလာပြီးဒါမင်းရဲ့ပစိန်လားမဟုတ်ပါဘူးအရှင်နတ်မင်းဒါကျွန်တော်ပစိန်မဟုတ်ပါဘူးဗျနတ်မင်းကဒုတိယအကြိမ်ရေထဲပြန်ငိုသွားပြီးဒီတစ်ခါတော့ငွေပစိန်တစ်လက်ကိုယူလာပြီးမေးပြန်ပါတယ်ဒါဆိုဒါကောမင်းပစိန်လားလည်းမဟုတ်သေးပါဘူးခင်ဗျာတစ်ခုတ်သမားကလည်းဒါလည်းကျွန်တော်ပစိန်မဟုတ်ပါဘူးလို့ပဲထက်ညင်းပါတယ်နောက်ဆုံးတတိယအကြိမ်မှာတော့နမင်းကတစ်ခုတ်သမားရဲ့တကယ်တန်ပစိန်အဟောင်းလေးကိုဆယ်ယူလာပေးပါတယ်ကဲဒီတစ်ခါရောဟုတ်ပါတယ်ဒါကျွန်တော်ရဲ့ပစိန်အစ်စ်ပါပဲခင်ဗျာနမင်းဟာတစ်ခုတ်သမားရဲ့အလွန်မင်းရိုးသားဖြောင့်မတ်တဲ့စိတ်ထားကိုသဘောကျသွားတာကြောင့်သူ့ရဲ့တန်ပစိန်တင်မကပဲစောစောကရွှေပစိန်နဲ့ငွေပစိန်ကိုပါဆုလက်အဖြစ်အကုန်ပိုင်ပေးသနာလိုက်ပါတော့တယ်မင်းကအရန်ရိုးသားတဲ့သူပဲမင်းရဲ့ရိုးသားမှုအတွက်ဆုလာပန်နေနဲ့ဒီရွှေပစိန်နဲ့ငွေပစိန်ကိုပါမင်းကိုအကုန်ပေးလိုက်မယ်တစ်ခုတ်သမားဟာရွှေပစိန်ငွေပစိန်တွေကြောင့်ချမ်းသာသွားတဲ့သတင်းကိုကြားတော့ဘေးအိမ်ကလောဘကြီးပြီးမနာလိုဖြစ်တတ်တဲ့တခြားတစ်ခုတ်သမားတစ်ယောက်ကတူဖိုးကျင်လာပါတယ်သူလဲမြေကမ်းနားကိုသွားတစ်ပင်ပေါ်တက်ပြီးမြစ်ထဲတမင်တက်တက်ပစ်ချလိုက်ပါတယ်ပြီးတော့ဟန်ဆောင်ပြီးငိုပြတာပေါ့မြစ်ဆောင်နဲ့ပေါ်လာပြီးအသင်တစ်ခုတ်သမားဘာကြောင့်ငိုရွှေ့နေပါသနည်းကျွန်တော်ရဲ့ပစိန်လေးရေထဲကျသွားလို့ပါဗျာကဲကောင်းပြီကျွန်ုပ်ရှာပေးမယ်နမင်းပေါ်လာပြီးရွှေပစိန်ကိုပြတဲ့အခါမှာတော့ဒါမင်းရဲ့ပစိန်လားဟုတ်ပါတယ်အဲ့ဒါကျွန်တော်ရဲ့ပစိန်စစ်ပါပဲဗျာအဲ့ဒီလောဘကြီးသူကမဆိုင်မတွပဲဟုတ်ပါတယ်အဲ့ဒါအကျုံးရဲ့ပစိန်ပါလို့လိန်ပြောလိုက်ပါတယ်သူ့ရဲ့လိန်ညာမှုနဲ့လောဘဇောကိုတည်သွားတဲ့နမင်းဟာစိတ်ဆိုးပြီးရွှေပစိန်ကိုလည်းမပေးတဲ့အပြင်ရေထဲမြုပ်နေတဲ့သူ့ရဲ့တန်ပစိန်စစ်ကိုပြန်မဆယ်ပြီးတော့ပဲပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီလောဘကြီးသူဟာသူ့ပစိန်မှာဆုံးရှုံးပြီးလက်ပလာနဲ့ပဲအိမ်ပြန်ခဲ့ရပါတော့တယ်ရိုးသားချင်းတီတာအကောင်းဆုံးမူဝါဒဖြစ်တဲ့မိမိမဟုတ်တာကိုလောဘမတက်ပဲရိုးရိုးသားသားနေထိုင်ခြင်းကရေရှည်မှာကောင်းကျိုးနဲ့ဆုလက်တွေကိုခံစားရစေပြီးလောဘဇောနဲ့လိန်ညာခြင်းကတော့မိမိမှာရှိပြီးသားအရာကိုပါဆုံးရှုံးရစေတတ်ပါတယ်ဆိုတာတငယ်ချင်းတို့မှတ်သားထားရမယ်နော်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ပုံပြင်လေးမှာပြန်ဆောင်ကြပါမယ်တတမီမီတို့ရေပုံမြင်လေးတွေကိုကြိုက်ရင် like ကလေးတွေပေးခဲ့ပါဦးနော်